လွန်လေပြီးသောအခါလွန်လင်တယောက်သည်ကတွတ်ပေါက်တစ်ခု၌ငါးကိုမြှောက်၍ကစားနေသောဗျိုင်းတစ်ကောင်ကိုမြင်လေ၏ထိုဗျိုင်းသည်ငါးကိုကတွတ်ပေါက်မှဆောင်း၍နှုတ်သီးဖြင့်ဖမ်းယူကာအထက်သို့ပြစ်၏ငါးပြန်ကျလာသောအခါမြေသို့မရောက်မီနှုတ်သီးဖြင့်ကိုက်၍ဖမ်း၏ထိုနောက်ရှေးနီးတူကစားပြန်၏ဤသို့ငါးကိုအကြိမ်ကြိမ်ပြစ်မြောက်ဖမ်းယူကစားနေသောဗျိုင်း၏ကျွမ်းကျင်မှုကိုလူလင်သည်အလွန်အားကျလေ၏မိမိလည်းတုတ်ဓားလန်စသည်ကိုဗျိုင်းကဲ့သို့အထက်သို့ပြည့်၍ပါဇက်ဖြင့်ကိုက်ဖမ်းနိုင်လျင်ကောင်းလေစောဟုတွေးမိ၏လူလင်သည်ဗျိုင်းကိုတွေးခဲ့ပြီးနောက်အိမ်သို့ရောက်သောဗျိုင်းကိုအတူယူကာတစ်ချုံများကိုအထက်သို့မြှောက်တင်၍မြေသို့မကျမီပါဇက်ဖြင့်ကိုက်ဖမ်း၏ဤသို့အကြိမ်ကြိမ်ပြုလုပ်လေ့ကျင့်ဖန်များသောလူလင်သည်တစ်ချုံတို့ကိုရှာနှင့်မျှပင်မထိအောင်ကျွမ်းကျင်စွာကိုက်၍ဖမ်းနိုင်လာလေ၏ထိုအခါအုတ်ခဲစသည်တို့နှင့်၎င်းလန်တန်ကြီးငယ်တို့နှင့်၎င်းအသွားထက်စွာသွေးထားသည့်တန်လျက်နှင့်၎င်းလေးကျင့်၏ရင်းလက်နက်တို့ကိုလည်းတစ်ချုံများနှင့်ကစားတကဲ့သို့ကျွမ်းကျင်စွာကိုက်၍ဖမ်းနိုင်၏ဤအတက်၌လူလင်သည်ပြိုင်ဘက်ကင်းသူဖြစ်လာလေ၏လူလင်သည်မိမိအစွမ်းကိုရွာ၌ရှေးဦးစွာပြ၏ရွာသားပရိသတ်တို့လည်းများစွာနှစ်သက်ကြ၍စုလက်များကိုအကြိမ်ကြိမ်အထက်ထက်ပေးကြ၏လူလင်သည်ထိုရွာမှတဆင့်တရွာပြီးတရွာတစ်မြို့ပြီးတစ်မြို့သို့သွာလာကာမိမိအစွမ်းကိုပြင်၏ထိုအခါ၌လည်းပရိသတ်တို့သည်လွန်စွာနှစ်သက်ကြ၍စုလက်များစွာပေးကြ၏လူလင်၏အစွမ်းကိုမင်းကြီးကြသောလူလင်ကိုခေါ်၍မင်းရင်ပြင်၌ကစားစေ၏လူလင်သည်မိမိအစွမ်းကိုပြ၏မင်းကြီးနှစ်သက်အားရတော်မူလှ၍ကြေးငွေဥစ္စာစုလက်များစွာချီးမြှင့်တော်မူ၏လူလင်အားလည်းမင်းရင်ပြင်၌မကြာခဏကစားပြစေ၏နောင်တွင်မင်းကြီးနှင့်လလင်တို့သည်တဖြည်းဖြည်းခင်မင်ရင်းနှီးလာကြ၏တနေ့တွင်မင်းကြီးကအမောင်လူလင်ဤအတက်ပညာကိုအဘယ်ဆရာထံတွင်လေ့လာစီးပူးခဲ့သည်နည်းတင်ဤဆရာကအဘသူနည်းဟုမေး၏ထိုအခါလူလင်သည်ငါဤဆရာသည်ဗျိုင်းဖြစ်ပါသည်ဟုလျှောက်တင်မိပါကငါသည်တရိษံဗျိုင်းဤတပည့်ဖြစ်သည်ဟု၍အထင်မြင်သေးတန်ရာ၏ထိုအခါငါဤဂုံတိတ်ခါလည်းညှိုးနွမ်းလိမ့်မည်လက်လာပါလည်းစုပ်ယူတလိမ့်မည်ဟု၍တွေးတောစိုးရိမ်မိသဖြင့်အရှင်မင်းကြီးကျွန်တော်မျိုး၌ဆရာမရှိပါဟုလျှောက်တင်မိလေ၏ထိုနောက်တွင်လူလင်သည်ရှေးနေ့အတူလှန်တံနှင့်ကစားသောအခါမိအောင်မဖမ်းနိုင်တော့ဘဲအာခေါင်ကိုလှန်တံဖောက်ထွင်းသွား၍အသက်ဆုံးရှုံးရလေ၏